ဒီမိန်းကလေးရဲ့မျက်လုံးထဲမှာတော့သူမချစ်ရတဲ့ချစ်သူကလွဲရင်ကျန်တဲ့ယောက်ျားလေးအားလုံးဟာစာရွက်ပေါ်ကကာတွန်းရုပ်လေးတွေလိုပဲမြင်ပါတယ်။တနေ့တော့လမ်းပတ်ပြေးပြီးပန်းခြံတွေကခုံတန်းလျားတစ်ခုမှာအနားယူနေတော့ကာတွန်းယောက်ျားလေးတစ်ယောက်ကသူမကိုလမ်းမေးလာပါတယ်။ဒါပေမဲ့သူမကချစ်သူစီစာပို့ဖို့ပဲအာရုံရောက်နေတာကြောင့်စိတ်မပါလက်မပါနဲ့ပဲလမ်းညွန်လိုက်မိပါတယ်။အဲ့ဒီကာတွန်းလေးဟာဘလောက်တောင်ချုံမောခန့်ညားလုံးလို့ဖြစ်သွားဖြစ်လာမိန်းကလေးတွေဝိုင်းငင်းနေကြရလဲဆိုတာကိုတော့သူမသတိမထားမိခဲ့ပါဘူး။နောက်နေ့မှာတော့သူမဟာချစ်သူနဲ့အတူတငယ်ချင်းဖြစ်သူရဲ့မင်္ဂလာဆောင်ကိုတက်ရောက်ခဲ့ပြီးတနေ့ကျရင်သူမလည်းချစ်သူနဲ့လက်ထပ်ရလိမ့်မယ်လို့တွေးပြီးရင်ခုန်စိတ်လှုပ်ရှားနေခဲ့ပါတယ်။သူတို့နှစ်ယောက်စင်တူဝတ်ဖို့ကပ်ပဲတီရှပ်လေးတွေဝယ်ထားပြီးအိပ်ပျော်နေပြီလို့ဟန်ဆောင်ကသူ့ကိုစပတိုက်ဖို့အတွက်သူ့တိုက်ခန်းစီလှုပ်ဝက်စွာသွားခဲ့ပါတယ်။ဒါပေမဲ့လက်လေကားတဲ့ကိုဝင်လိုက်တဲ့အချိန်မှာပဲချစ်သူရဲ့လုပ်ဖို့ကင်ဖက်မိန်းကလေးတစ်ယောက်နဲ့ဆုံမိပါတော့တယ်။ထူးဆန်းတာကအဲ့ဒီမိန်းကလေးကချစ်သူရဲ့အခန်းထက်ခလုတ်ကိုကျွန်းကျွန်းကျင်ကျင်နှိပ်လိုက်ပြီးသူ့စီကိုတွားလဲဖို့ပြင်နေတာပါ။ဒါတွေကိုသူမရဲ့ချစ်သူကတခါမှမပြောပြခဲ့ဘူးပါဘူး။အခန်းရှိရောက်တဲ့အခါအဲ့ဒီလုပ်ဖို့ကင်ဖက်မလေးကသူမရဲ့ရှိတင်ပဲနောက်လဲမင်းစီလာလဲမယ်နော်ဆိုပြီးချစ်သူဖြစ်သူကိုဖိတ်ခေါ်တယ်လို့ပြောလိုက်တဲ့အခါချစ်သူကလည်းဘာမှမစင်စားပဲသဘောတူလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲလုပ်ဖို့ကင်ဖက်မလေးကသူမကိုလှောင်ပြုံးပြလိုက်တဲ့အတွက်သူမအလွန်ဒေါသထွက်သွားခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ချစ်သူကတော့သူမကိုစိတ်ဆက်လွန်းတယ်လို့ပဲဆွဆွဲခဲ့ပါတယ်။စိတ်ပြအားငယ်စွာနဲ့ပဲသူမတကားကိုဝုန်းကားနဲ့စောင့်ပိတ်ပြီးထွက်လာခဲ့ပေမဲ့ချစ်သူကတော့နောက်ကနေလိုက်မဆွဲခဲ့ပါဘူး။ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့အခြေရေးဟာဒီနေရာတင်ပြီးဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလမ်းခွဲလိုက်တဲ့ညမှာပဲမိန်းကလေးကထုံးစံအတိုင်းလမ်းထွက်ပြေးတဲ့အခါတစုံတစ်ယောက်ကသူမကိုနှုတ်ဆက်တဲ့အတန်ကြားလိုက်ရပါတယ်ကြည့်လိုက်တော့ပန်းခြံထဲမှာလမ်းမေးခဲ့တဲ့ကာတွန်းကောင်လေးဖြစ်နေတာပါပြီးတော့နောက်တစ်စက္ကန့်မှာပဲအဲ့ဒီကောင်လေးဟာကာတွန်းရုပ်မဟုတ်တော့ပဲအလွန်တရာချုံမောခန့်ညားတဲ့လူသားတစ်ယောက်ဖြစ်သူမရဲ့မျက်စိရှိမှတင်ပြောင်းလဲသွားခဲ့ပါတော့တယ်